အကယ်၍ကျမသာ2025ခုနှစ်အခုအချိန်ကနေစပြီးတော့မှဖင်လန်ကိုလာဖို့ပြင်ဆင်မဲ့သူတယောက်သာဆိုရင်အခုဒီဗီဒီယိုထဲမှာပြောပြသွားမယ်အချက်တွေအတိုင်းကျမပြင်ဆင်မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာဒီအကြောင်းအရာလေးကိုဘာဖြစ်လို့ပြောလဲဆိုတာလေးနည်းနည်းလေးပြောချင်ပါတယ်ကျမကဒီဖင်လန်ကို2023ခုနှစ်မှာရောက်ခဲ့တယ်ပေါ့နော်အဲ့ဒီအခါမှာကျမမလာခင်တုန်းကအနေထားပေါ့နော်တွေးခေါ်တဲ့အတွေးခေါ်ပုံစံတွေ perspective တွေပေါ့နော်နည်းနည်းလေးပြောင်းသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိတဲ့ situation ကိုအခြေအနေကိုကျမကိုယ်တိုင်ကလည်းတဖြည်းဖြည်းချင်းနားလည်သဘောပေါက်လာတယ်အဲ့ဒါပြီးတော့ခါကျတော့ဒီ Finland ရဲ့ policy တွေပေါ့နော်ဒီ immigrants တွေရွှေ့ပြောင်းလာတဲ့ immigrants တွေအတွက်ပေါ့နော်အထူးသဖြင့်ဒီလိုမျိုး EU နိုင်ငံမဟုတ်တဲ့သူတွေကျမတို့လိုမျိုးအာရှတိုက်ကလူတွေအတွက်ဆိုလို့ရှိရင်အဓိကစဉ်းစားရမယ့် policy တွေဥပဒေတွေကိုပြောင်းလာတဲ့ဟာတွေပေါ်မှာအခြေခံပြီးတော့မှကျမလည်းတွေးခေါ်တဲ့အတွေးခေါ်နည်းနည်းပြောင်းလာတယ်အဲ့ပြောင်းလာတဲ့အပေါ်မှာအခြေခံပြီးတော့မှကျမဒီအချက်တွေတိုင်းကျမပြင်ဆင်မယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့နံပါတ်1အချက်အနေနဲ့ကျမကကျောင်းစပြီးတော့ရွေးတဲ့အခါမှာကျမကိုယ်တိုင်က University of Applied Sciences ပေါ့နော်တုံးချသိပ္ပံပညာတက္ကသိုလ်မှာ Bachelor Program နဲ့လာခဲ့တာဒါပေမဲ့အခုအချိန်မှာကျမ2025မှာဒါကျမလာဖို့အတွက်ပြင်ဆင်ရမယ့်သူတယောက်အနေနဲ့ဆိုရင်ကျမအတွေးခေါ်လေးနည်းနည်းပြောင်းသွားတယ်လို့ကျမပြောခဲ့တဲ့အတိုင်းပဲကျမက vocational ကိုပို့ပြီးတော့မှရွေးဖို့အားတာလိုက်မယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် vocational နဲ့ပတ်သက်ပြီးတော့မှအခုဒီရောက်နေတဲ့လူတွေရောကျမကိုယ်တိုင်လည်းနည်းနည်းသိလာတဲ့အနေအထားပေါ်မှာအခြေခံပြီးတော့ပြောရမယ်ဆိုလို့ရှိရင် type A type B ဆိုတဲ့ဟာပေါ့နော်ဒီ visa type တော့နည်းနည်းလေးရှိပေမဲ့ကျမ long term long run အနေနဲ့နည်းနည်းတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ကျမက vocational ကိုပဲပို့ပြီးတော့မှတက်ဖြစ်ဖို့အခြေအနေများတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုရင်နံပါတ်1က budget လည်းနည်းနည်းပို save မယ်ပေါ့နော် budget ပို save နိုင်မယ်ဆိုတာကဘာဖြစ်လို့အဲ့လိုပြောလဲဆိုလို့ရှိရင်တက္ကသိုလ်ကျောင်းသားကအခုကျမတို့ bachelor ဆိုလို့ရှိရင်3နှစ်အထက်မှာတက်ရတယ် master ဆိုရင်2နှစ်အထက်တက်ရတယ်ကွာအဲ့တော့ခါကျတော့ကျောင်းလာကတွေရှိတယ်ကျောင်းလာကမဖြစ်မနေပေးရတာဖြစ်တယ်အရင်တုန်းက policy က2024ဒီဇင်ဘာရဲ့အရှိအထိကကိုသာ work visa ပြောင်းလိုက်နိုင်တယ်ဆိုလို့ရှိရင်ကျောင်းလာကအလုံးစုံကင်းလို့ခွင့်ရမှာဒါပေမဲ့နောက်ပိုင်းရောက်လာတဲ့ကျောင်းသားတွေအတွက်ကြတော့အပီးထိပေးရမှာဖြစ်တယ်အဲ့တော့ကျောင်းလာကကိုတောက်လျှောက်ပေးရမှာဆိုတဲ့အနေထားနဲ့ကျွန်တော်တို့ vocational မှာကျတော့လုံးဝ free ဖြစ်တဲ့ဟာတွေကအများကြီးရှိတယ်ဒါမှမဟုတ်လို့ရှိရင်ပတ်စံပေးရတဲ့ဟာဆိုလို့ရှိရင်လည်းတက်ကတော်တော်မများဘူးပေါ့နော်အဲ့ဒါနံပါတ်1အချက်အဲ့တော့ budget save ကျင်လို့နံပါတ်1အချက်နံပါတ်2အချက်ကတော့ပြောရမယ်ဆိုရင်ကျမကဒီအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးကျမအမြင်နဲ့အမြင်လေးပေါ့မှာပေါ့နော်ဒါလေးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ vocational သမားကကျတော့ဖင်လန်ကိုရောက်ပြီးကျောင်းတက်ပြီးလို့အနည်းဆုံးတစ်နှစ်ကျော်လောက်တနစ်တော့သူများတချို့ဒီဆိုလို့ရှိရင်လည်းတနစ်အတွင်းမှာတင်ကိုကျောင်းတက်နေနေပေါ့နော်လာစာပေးတဲ့အလုပ်ပေါ့နော်အဲ့တော့ vocational သမားတွေအတွက်ကကျ apprenticeship လို့ခေါ်တယ် fin လို့ဆိုရင် OPSUB Muse လို့ခေါ်တဲ့ကျောင်းတက်နေစဉ်မှာ training ဆင်းတယ်အဲ့ training ဆင်းတဲ့အပေါ်မှာလာခရတယ်ဝန်ထမ်းတယောက်လိုမျိုးလာခပေးတယ်ကွာအဲ့လိုအလုပ်ကိုရဖို့ chance က vocational သမားတွေကပုံများတယ် university ကျတော့အဲ့လိုမျိုး training ရဖို့ထက်တောင်မှာပေါ့နော်ပတ်စံမရတဲ့ internship training ပေါ့ဒါမျိုးတွေရဖို့တောင်မှတော်တော်လေးစူးစမ်းရတာမျိုးရှိတယ်ဒါကတော့ major ပေါ်မှာမူတည်ပြီးတော့မှနည်းနည်းလေးတော့ကွာရင်ကွာမယ်ဒါပေမဲ့အများစုကအဲ့လိုမျိုးဖြစ်တယ်ဆိုတာကိုကလက်တွေ့မြင်ထားရတယ်ပေါ့နော်အဲ့အခါကျတော့ဒီ vocational ကပို့ပြီး chance များတယ်အဲ့ဒါပြီးသွားလို့ဒီ training ကာလပြီးသွားရင်လည်းအလုပ်ကဆက်ရကြတာများတယ် vocational သမားတွေကြတော့အဲ့ခါကျတော့ तू ကအားသာချက်ကအဲ့မှာပိုရှိတယ်ဒါကိုကျွန်မမြင်တယ်အဲ့တော့ဒီအလုပ်အခွင့်အရေးအတွက်ရောခုနပြောတဲ့ budget save တာအတွက်ရောစဉ်းစားမယ်ဆိုရင်ကျမက vocational ကိုပို့ပြီးဦးစားပေးပြီးရွေးပြစ်လိုက်မယ်လို့ကျမကတော့ထင်တယ်ဒါကျမရဲ့အမြင်ဖြစ်ပါတယ်ဆိုတော့နံပါတ်2အချက်အနေနဲ့ဆိုလို့ရှိရင်ကျမကဒီ Finland ကိုမလာခင်မှာကတည်းက Finland ဘာသာစကားပေါ့နော် Fin ဘာသာစကားကိုတည်တည်ချာချာကျွမ်းကျွမ်းကျင်ကျင်လေးဖြစ်အောင်စူးစမ်းသင်ယူပြီးတော့မှလာမယ်မကျွမ်းကျင်ဘူးတေချာမသိပဲနဲ့လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျွန်မအဲ့လိုပြောရလဲဆိုရင်အခုကျွန်မဒီ Finland ရဲ့ job market မှာထဲထဲဝင်ကိုတည်တည်ချာချာကြည့်ကြည့်တဲ့အခါမှာ Fin စကားကျွမ်းကျင်မှုကတော်တော်လေး essential ဖြစ်လာတယ်တော်တော်လေးအရေးပါတယ်ဆိုတာကိုတွေ့ရတယ်ပေါ့အဲ့ခါကျတော့ကိုက Fin စကားကိုဒီကျွန်မအရင်တော့ကကြတော့ကျွန်မအတွေ့အကြုံတစ်မျိုးဒီရောက်မှပဲသင်မယ်တည်တည်ချာချာလုပ်မယ်ဒါပေမဲ့ကျောင်းက full time တက်နေရတဲ့အခါမျိုးမှာဘာသာစကားကိုလိုက်လို့ရတာလေတော်တော်လေးခက်တယ်ပေါ့နော်တော်တော်လေးခက်တယ်အဲ့တော့ဒီကိုမလာခင်မှာအနည်းဆုံးကျွန်မ6လလောက်ပြင်ဆင်မယ်ပေါ့နော်ဘာသာစကားကိုပြင်ဆင်တဲ့နေရာမှာလည်းဒီ6လဆိုတဲ့ဟာမှာကိုကစနစ်တကျပေါ့နော်စနစ်ရှိအချိန်စရင်းနဲ့ပေါ့နော်ဘလို့သေချာလေးပြင်ဆင်မှာဘလောက် level လောက်အထိပြင်ဆင်ခြင်းလဲဆိုရင် beyond the basic level ပေါ့နော် basic level ရဲ့အထက်ရောက်အောင်ပြင်ဆင်မှာဖြစ်တယ်
အဲ့တော့ဥပမာအနည်းဆုံး pre intermediate လောက်တော့ကျွန်မရှိနေခြင်းတယ်အဲ့လိုမျိုးအနေထားရောက်အောင်ကျွန်အစွမ်းကုန်စူးစမ်းခဲ့မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေရှိဖို့အတွက်ကျွန်ပြင်ဆင်မှာဖြစ်ပါတယ်နံပါတ်3အချက်အနေနဲ့ပြောရမယ်ဆိုရင်ဖင်လန်ကိုရောက်ပြီးတော့အလုံးမရှိဘဲနဲ့တစ်နှစ်ကနေ2နှစ်ထိအနည်းဆုံးနေနိုင်လောက်တဲ့ပမာဏရှိတဲ့ငွေကြေးအတိုင်းအတာတစ်ခုကိုကျွန်မကစုဆောင်းထားမယ်ပေါ့ဒါကဘာလို့ပြောရလဲဆိုလို့ရှိရင်ဒီမှာဒါအားလုံးလည်းသိကြမယ်ထင်တယ်ဖင်လန်မှာအလုပ်ရှာရတာရောက်ချင်းရှာရတာခက်တယ်ဒါအများစုအတွက်ခက်တယ်ပေါ့နော်တချို့လည်းရကောင်းရမယ်ဒါပေမဲ့ job market ကအဲ့ဒီလိုဖြစ်နေတဲ့အခါမျိုးမှာကိုကလည်းအနည်းဆုံးတော့ပြင်ဆင်ရမှာပဲရောက်ချင်းအလုပ်တော့တန်းမရတာသိကြတယ်အဲ့ဒီအခါကျတော့ဒီအလုံးမရှိဘဲနဲ့နေစရိတ်စားစရိတ်ကိုတစ်နှစ်အနည်းဆုံးကနေ2နှစ်လောက်ထိကျွန်မက cover လုပ်မိအောင်ပြင်ဆင်စုဆောင်းထားမယ်ပေါ့နော်အဲ့တော့ဒါက budget နဲ့ပတ်သက်ပြီးတော့မှပြင်ဆင်မဲ့နံပါတ်3ချက်ဖြစ်ပါတယ်နံပါတ်4အချက်အနေနဲ့ကတော့ကျွန်မကိုယ်တိုင်တော့လုပ်ခဲ့တယ်အရင်မလာခင်ကတည်းကဒါလည်းကျွန်မဆက်ပြီးတော့လုပ်မယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရင်မောင်းလိုင်စင်ပေါ့နော်မြန်မာရင်မောင်းလိုင်စင်လုပ်ခဲ့မယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကရင်မောင်းလိုင်စင်ပါမလာဘူးဆိုရင်ဖင်လန်ရောက်မှရင်မောင်းလိုင်စင်လုပ်တဲ့ဟာကဈေးကြီးတယ်ချိန်လဲယူတယ်ပေါ့နော်အဲ့တော့မြန်မာလိုင်စင်ကနေဖင်လန်လိုင်စင်ကိုပြောင်းရတာလွယ်ကူပါတယ်မြန်မာလိုင်စင်ပါလာခဲ့တာနဲ့အချိန်အကန့်အသတ်တစ်ခုအတွင်းမှာဒါပြောင်းလို့ရတာရှိတယ်ပေါ့နော်ငွေကြေးလဲအဲ့လောက်မကုန်ဘူးနည်းနည်းလေးပဲကုန်တာဖြစ်တယ်အဲ့တော့မြန်မာလိုင်စင်ကိုရင်မောင်းလိုင်စင်ကိုကျွန်မယူခဲ့မှာဖြစ်ပါတယ်အဲ့တော့မောင်းလိုင်စင်ရှိရင်ဒီမှာကိုကားဝယ်ပြီးတော့စီးကျင်နေဆိုရင်လည်းအဆင်ပြေသလိုလှုပ်လျှောက်တဲ့အခါမှာလည်းဒါက one of the good criteria ပေါ့နော်ကိုမှရှိမဲ့အချက်ထဲမှာကောင်းတဲ့အချက်ပေါ့နော်အလုပ်ရှာဖို့အတွက်ကောင်းတဲ့အချက်ထဲမှာလည်းပါတာဖြစ်တဲ့အတွက်ရင်မောင်းလိုင်စင်လုပ်ခဲ့မှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်5အချက်အနေနဲ့ကျွန်မဘာကိုပြင်ဆင်မလဲဆိုရင်ဒါကတော့ကျွန်မရွေးချယ်မဲ့ဘာသာရပ်ပေါ့နော်ကျွန်မဒီကိုလာမယ်တက်မယ်ဆိုရင်ဒီဘာသာရပ်ကိုရွေးချယ်မယ်ဒီဘာသာရပ်ကိုတက်မယ်ဆိုတာနဲ့ပတ်သက်တဲ့အလုပ်ကိုင်အတွေ့အကြုံကိုမှရှိအောင်ပြင်ဆင်ထားမယ်ပေါ့အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဥပမာကို volunteer experience ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ experience ကကိုတက်ချင်တဲ့ဘာသာရပ်ပေါ့နော်အထူးဖြင့်ကျွန်မအရှိမပြောခဲ့တဲ့ vocational ဆိုလို့ရှိရင် vocational တက်မဲ့ဘာသာရပ်ပေါ့နော်ကိုရှောက်မဲ့ဘာသာရပ်နဲ့ကိုက်ညီတဲ့အလုပ်ကိုင်အတွေ့အကြုံရှိအောင်ကျွန်မကပြင်ဆင်ထားမယ်ဒါဆိုလို့ရှိရင်ကိုယ့်အတွက်ဖင်လန်ကိုရောက်ပြီးတဲ့အချိန်မှာအလုပ်ကိုင်အခွင့်အလမ်းအတွက်အထောက်အကူပြုမဲ့အချက်ဖြစ်တယ်အဲ့ဒီအတွက်ကျွန်မကပြင်ဆင်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မဒီအချက်5ချက်အတိုင်းကျွန်မပြင်ဆင်လာမယ်အခု2025မှာစပြီးတော့မှဖင်လန်ကိုလာဖို့ပြင်ဆင်မယ်ဆိုရင်ကျွန်မဒီအချက်တွေတိုင်းလောက်မှာဖြစ်ပါတယ်ပြပြပေးခဲ့တဲ့ဟာတွေထဲမှာပေါ့နော်မိတ်ဆွေတို့နဲ့မကိုက်ညီတာတွေလည်းရှိချင်းရှိမယ်ပြီးလို့ရှိရင်ဒါတချို့ perspective ပေါ့နော်ကျွန်မရဲ့အမြင်လေးတွေကနည်းနည်းလေးတူတဲ့အပိုင်းလေးရှိလာတဲ့အခါမှာအမှားယွင်းလေးတွေပါသွားခဲ့တယ်လို့ယူဆရတာမျိုးလေးတွေလည်းရှိချင်းလည်းရှိမယ်ပေါ့နော်အဲ့အတွက်လည်းကျွန်မကဖြည့်ဆွတ်နားလဲပြီးအတွက်တောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်မကဒီနံပါတ်1အရေးကြီးတဲ့အချက်အထက်မှာဆိုလို့ရှိရင်ဒါ vocational ကိုကျွန်မကဒါ prefer ဖြစ်တယ်ဆိုပြီးတော့မှပြောလိုက်တာဆိုပေမဲ့လည်းဒါမိတ်ဆွေတို့အနေနဲ့ဆိုရင် vocational ကိုပဲရွေးရမယ်လို့ကျွန်မကတိုက်တွန်းနေတာမဟုတ်ဘူးပေါ့နော်ကျွန်မသာဆိုရင်ဒီလိုလုပ်မယ်လို့ပြောပြတာဖြစ်ပါတယ်အဲ့တော့တက္ကသိုလ်အနေနဲ့လာမယ်ဆိုရင်လည်းလာလို့ရတယ်တက္ကသိုလ်အနေနဲ့လာမယ်ဆိုရင်တော့ဒီကျောင်းသားကပို့ပြီးတော့မှတဖြစ်မဲ့ option တွေကိုရွေးမယ်ဆိုရင်တော့လည်းဒါဖြစ်နိုင်ရရှိရပေါ့နော်ကိုအနေနဲ့ကိုနဲ့တိုက်ဆိုင်တဲ့အချက်လေးတွေကိုပဲဒါထည့်သွင်းစဉ်းစားဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီကြောင်းရလေးတွေနဲ့ပတ်သက်ပြီးတော့လည်းဒါစိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိရင်သိသွားရအောင်လို့ပေါ့နော်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့အတွက်ကျွန်မတောင်းဆိုချင်ပါတယ်ဒီ YouTube မှာဆိုလို့ရှိရင် UK Blog Venture လို့ရက်ရှာလိုက်ရင်ကျွန်မရဲ့ channel လေးထွက်လာမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာလည်းဗီဒီယိုတွေသွားကြည့်လို့ရတယ်လို့ကျွန်မရဲ့အခုဒီ page မှာလည်းဒီလို update ဗီဒီယိုလေးတွေတင်ဖို့ရှိတဲ့အတွက်စောင့်မျှော်ပေးဖို့အတွက် follow လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မျိုးပေါ့နော်ဒီမှာ OPSOP moves လို့ခေါ်တဲ့ apprenticeship